Spider-Man Brand New Day မတင်ဆက်ခင်မှာတည်ထားတဲ့နာတွေကိုပြန်ပြီးပြောပြပေးပါမယ်။ Spider-Man ကို MCU ထဲမှာ Captain America Civil War မှာစပြီးမိတ်ဆက်ခဲ့တာပါ။အဲ့ဒီချိန်တုန်းကဆိုပရိသတ်တွေက Andrew Garfield ရဲ့ reboot ကိုကြည့်ထားကြတာမို့ဒီတစ်ခါမှာတော့ Origin Story ကိုကြော်သွားခဲ့ကြပါတယ်။ဒီအချိန်ဆိုပီတာကပင့်ကူကိုက်ခံထားရပြီးUncle Ben ကတော့မရှိတော့ပါဘူး။ပီတာက Queens မှာကိုယ်တိုင်လှုပ်ဝတ်စုံလေးနဲ့ Friendly Neighborhood Spider-Man အဖြစ်လှုပ်ရှားနေပါပြီ။ Star က Captain America နဲ့တိုက်ခိုက်မဲ့စစ်ပွဲတစ်ခုအတွက်သူ့ကိုခေါ်သွားတဲ့အချိန်မှာတော့သူဟာစူပါဟီးရိုးလောကတွေကိုရောက်ရှိလာပါတော့တယ်။အဲ့ဒီစစ်ပွဲကတော့ဆိုကိုဗီယာအခေါ်ကြောင့်ဖြစ်ရတာပါ။ကမ္ဘာအစိုးရတွေက Avengers ကြောင့်နှစ်တွေကြာလာတာနဲ့အမျှဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေကိုစိုးရိမ်လာကြပြီးအဲ့ဒီအခေါ်တွေက Avengers ကိုပုဂ္ဂလိကအဖွဲ့အစည်းကနေ UN လက်အောက်ခံဖြစ်အောင်ပြောင်းလဲပစ်ဖို့ပါပဲ။ Star ကတော့ဒီအခေါ်ကိုထောက်ခံပေမဲ့ Rogers ကတော့လက်မခံခဲ့ပါဘူး။အဲ့ဒါကြောင့်လဲသူရဲကောင်းအချို့နဲ့အတူ Civil War စတင်ဖြစ်ပွားခဲ့ရပါတော့တယ်။ Star ကပီတာကိုနီးပညာအဆင့်မြင့်ဝတ်စုံတစ်စုံပေးလိုက်ပြီးစစ်ပွဲကလည်းစတင်ခဲ့ပါတော့တယ်။ Civil War တိုက်ပွဲတွေပိုပြီးပြင်းထန်လာတာနဲ့အမျှ Star ကပီတာကိုအိမ်ပြန်ခေါ်လာပြီးဒီဝတ်စုံအသစ်ကိုတင်ထားလို့ရကြောင်းပြောက Spider-Man ကိုထပ်မံလိုအပ်လာတဲ့အခါမှာဆက်သွယ်မယ်လို့ကတိပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကအကြံဉာဏ်အချို့ပေးခဲ့ပါသေးတယ်။ငါလုံးမဲ့အရာတွေကိုမလုပ်ပါနဲ့။ငါမလုပ်မဲ့အရာတွေကိုလည်းလုံးဝမလုပ်ပါနဲ့။အဲဒီကြားထဲမှာမရေမရာဖြစ်နေတဲ့နေရာလေးတွေရှိပြီးအဲ့ဒါကမင်းလှုပ်ရှားရမယ့်နေရာပဲဆိုပြီးပြောပြခဲ့တာပါ။ပီတာကဒါဆိုကျွန်တော်က Avenger လားလို့မေးလိုက်တဲ့အခါ Star ကမဟုတ်ဘူးလို့ပြန်ပြောခဲ့တာကြောင့်ရင်ခုန်တန်တွေတိတ်ဆိတ်သွားခဲ့ရပါတော့တယ်။စိတ်လှုပ်ရှားစရာတွေအားလုံးပြီးဆုံးသွားတဲ့နောက်မှာတော့ပီတာတယောက်သူ့ရဲ့ပုံမှန်ဘဝကိုပြန်ရောက်လာခဲ့ပါတယ်။ပီတာရဲ့အချစ်ဆုံးတငယ်ချင်း Ned ရဲ့သူသဘောကျနေတဲ့ Liz ရဲ့ပီတာကိုစိတ်ဝင်စားနေပေမဲ့ဝန်မခံသေးတဲ့ Michelle တို့နဲ့ပါဗျာ။ပုံမှန်ဘဝကလည်းကောင်းတော့ကောင်းပါတယ်။ဒါပေမဲ့ပီတာကအရေးပါတဲ့သူတယောက်ဖြစ်ချင်စိတ်ကထိုးထိုးပေါက်ပေါက်ဖြစ်နေပြီးသူ့ရဲ့နောက်ထပ် Spider Mission ကိုမျှော်လင့်နေတယ်လို့ Star ကိုလည်းသူ Avenger ဖြစ်ဖို့အစင်သင့်ဖြစ်နေပြီဆိုတာကိုသက်သေပြချင်နေခဲ့ပါတော့တယ်။ New York လမ်းတွေပေါ်မှာဂျိုသားလက်နက်တွေတွေ့လိုက်ရတဲ့အချိန်မှာတော့ပီတာတယောက်အခွင့်အရေးရသွားခဲ့ပါတော့တယ်။လွန်ခဲ့တဲ့၄နှစ်လောက်က Avengers တွေကဂျိုသားကျူးကျော်မှုကိုတားဆီးခဲ့ပေမဲ့သူတို့ရဲ့နီးပညာပစ္စည်းအများပြားကတော့ကျန်ခဲ့ပါတယ်။အဲ့ဒီအမိုက်တရိုက်တွေကိုရှင်းလင်းဖို့အတွက် Adrian Toomes နဲ့သူ့ရဲ့ Salvage Company ကိုငှားရမ်းခဲ့ပေမဲ့ Star က Federal အစိုးရနဲ့ပူးပေါင်းပြီး Department of Damage Control ကိုဖွဲ့စည်းလိုက်တာကြောင့် Toomes တို့ကအလုပ်ပြုတ်သွားကသူတို့အစားအဲ့ဒီ Damage Control ကရှင်းလင်းရေးတွေကိုလုပ်ခဲ့ကြပါတော့တယ်။ Toomes ကတော့သူ့ရဲ့ဝန်ထမ်းတွေကိုအလွန်လိုအပ်နေတဲ့လစာတွေမဆုံးရှုံးစေချင်တာကြောင့်ဂျိုသားပစ္စည်းတွေကိုစုဆောင်းပြီးနီးပညာမြင့်လက်နက်တွေဖန်တီးကာမောင်ခိုဈေးကွက်မှာရောင်းချနေတဲ့လုပ်ငန်းအသစ်တစ်ခုကိုစတင်ခဲ့ပါတော့တယ်။ပီတာက Toomes ကိုတားဆီးဖို့ကြိုးစားပေမဲ့ Toomes ကအဲ့ဒီနီးပညာတွေထဲကအချို့ကိုအသုံးပြုပြီးလင်းတလိုဝတ်စုံတစ်ခုကိုသူ့ကိုယ်သူဖန်တီးထားတာကြောင့်ပီတာတယောက် Toomes ကိုတားဆီးဖို့ကခက်ခဲနေခဲ့ရပါတယ်။ကံကောင်းကျင်တော့ပီတာက Ned ကိုသူ့ရဲ့လျှို့ဝှက်ချက်ကိုမတော်တဆဖွင့်ပြလိုက်မိတဲ့အခါမှာတော့ Ned က Spider-Man ရဲ့ Guy in the Chair ဖြစ်လာခဲ့ပြီးကိုအန်တရယ်ထဲမထည့်ပဲအချက်လက်နဲ့ viewer တွေကိုကူညီပေးတဲ့သူတယောက်ဖြစ်လာခဲ့ပါတော့တယ်။ပီတာတယောက် Vulture နဲ့တိုက်ခိုက်ရင်တေလူနီးပါးဖြစ်ခဲ့ရတဲ့အချိန်မှာတော့ Star ကသူ့ကိုစူပူကျိမ်းမောင်းပြီးရှေ့ဆက်မလုပ်ဖို့ပြောခဲ့ပေမဲ့ပီတာကတော့နားမထောင်ခဲ့ပါဘူး။ Academy Decathlon ခီးစဉ်မှာ Ned ကဂျိုသားဘက်ထရီတစ်ခုကို X-ray ဆက်ထဲကနေတည်လာခဲ့တာကြောင့် Washington Monument ကိုပောက်ကွဲလူနီးပါးဖြစ်စေခဲ့တဲ့အချိန်မှာတော့ Spider-Man က Liz အပါအဝင်အားလုံးကိုကယ်တင်ဖို့အခွင့်အရေးရသွားခဲ့ပါတော့တယ်။အဲ့ဒီထက်ပိုဆိုးတာကတော့ပီတာက Toomes ရဲ့နောက်ထပ်လက်နက်ရောင်းဝယ်မှုက Staten Island Ferry ပေါ်မှာဖြစ်မယ်ဆိုတာကိုသိသွားခဲ့တာပါပဲ။ပီတာရဲ့ဝင်ရှုံးမှုကြောင့်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ရတယ်လို့သင်္ဘောကလည်းတဝက်နီးပါးပြဲထွက်လူနီးပါးဖြစ်ခဲ့ရပါတော့တယ်။ Iron Man ရောက်လာပြီးကဲတင်လိုက်တဲ့အထိပီတာတယောက်သင်္ဘောကိုထိန်းထားရင်ကိုယ်တိုင်လည်းနှစ်ပိုင်းပြဲထွက်လူနီးပါးဖြစ်ခဲ့ရပါတယ်။ဒီတစ်ခါမှာတော့ပီတာကတကယ်ကိုလွန်သွားခဲ့ပါပြီ။ Star ကလက်နက်ရောင်းဝယ်မှုအကြောင်းကိုသိပြီးသားဖြစ်တယ်လို့ဒီကိစ္စတစ်ခုလုံးက FBI နဲ့ပူးပေါင်းထားတဲ့လျှို့ဝှက်ဖမ်းဆီးရေးစစ်စင်ရေးတစ်ခုဖြစ်တာကြောင့်ပီတာကအားလုံးကိုဖျက်ဆီးပစ်ခဲ့တာပါ။ Star ကသူ့ကိုရက်ခိုင်းခဲ့ပေမဲ့လည်းသူကနားမထောင်ခဲ့တာမို့ဒီတာဝန်တွေကိုသူတကယ်ပဲမကင်တွယ်နိုင်သေးတာထင်ရှားခဲ့ပါတော့တယ်။ Star ကသူ့ဝတ်စုံကိုပြန်တောင်းလိုက်တာကြောင့် Spider-Man ဆိုတာလည်းမရှိတော့ပဲပီတာပါကာအဖြစ်နဲ့ပဲပြန်နေခဲ့ရပါတော့တယ်။ဒါပေမဲ့ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့တငယ်ချင်းတွေကိုစိတ်ပြတ်အောင်လုပ်နေကြမလို့တော့တယ်လို့သူရဲကောင်းလုပ်ဖို့ပျောက်ကွယ်နေကြလည်းမလို့တော့ပါဘူး။ Liz ကို Homecoming Dance ပွဲကိုခေါ်သွားလို့ရပြီပဲလေ။အကပွဲညမှာပီတာတယောက် Liz အိမ်ကိုရောက်သွားတဲ့အခါမှာတော့သူမရဲ့အဖေ Adrian Toomes နဲ့တွေ့ခဲ့ရပါတော့တယ်။ဒီလူဆိုးကြီးကပီတာရဲ့အတန်ကိုချက်ချင်းမှတ်မိသွားပြီး Spider-Man ကကလေးတယောက်ဖြစ်ကသူ့ကိုချင်းချောက်လို့ရတဲ့သူတယောက်ဆိုတာကိုသိသွားခဲ့ပါတော့တယ်။သူကပီတာကိုသူ့ကိစ္စတွေထဲမပါဝင်ဖို့မဟုတ်ရင်သူချစ်တဲ့သူတွေနဲ့အတူတေးရလိမ့်မယ်လို့ပါချင်းချောက်ခဲ့တာကြောင့်ပီတာတယောက်တငယ်ချင်းတွေကိုစိတ်ပြတ်အောင်ထပ်လို့ရတော့မယ့်အခြေအနေကိုရောက်ရှိခဲ့ရပါတယ်။ပီတာက Liz နဲ့အကပွဲကိုပြစ်ပြီး Ned ကိုသူ့ရဲ့ Guy in the Chair အဖြစ်နဲ့ထပ်ပြီးသူရဲကောင်းပြန်လုပ်ခဲ့တာကြောင့်သူတို့နှစ်ဦးက Toomes ရဲ့နောက်ထပ်လှုပ်ရှားမှုကိုလျင်မြန်စွာပဲသိရှိသွားခဲ့ကြပါတော့တယ်။ Star ရဲ့တစ်ချိန်ကရင်မောင်းပြီးတော့လုံခြုံရေးအကြီးအကဲအခုတော့ပစ္စည်းစီမံခန့်ခွဲရေးအကြီးအကဲ Happy Hogan က Stark Tower ကနေ Avenger ဌာနချုပ်အသစ်ကိုလက်နက်တွေနဲ့နီးပညာပစ္စည်းတွေတည်ယူတာကိုဒီညမှာကြီးကြပ်နေတာပါ။အဲ့ဒါက Vulture ရဲ့ပြစ်မှတ်ပါပဲ။
ပီတာကသူ့ကိုတားဆီးဖို့ကြိုးစားပေမဲ့အပြက်အစည်းပုံတွေအောက်မှာပြိမိသွားခဲ့ရပါတယ်။ဒါပေမဲ့စတာကဝစ်စုံကိုပြန်သိမ်းသွားခဲ့ပေမဲ့လေပီတာကသူကစပိုက်ဒါမန်ဖြစ်ရှိနေတော့မဲဆိုတာကိုသဘောပေါက်သွားခဲ့တာကြောင့်အပြက်အစည်းပုံတွေကိုဖယ်ရှားလိုက်ပြီးဗော်ချာကိုရပ်တန့်နိုင်ခဲ့ပါတော့တယ်။ဗော်ချာကိုဖမ်းဆီးလိုက်ပြီးတဲ့နောက်မှာတော့လစ်ရဲ့အမေကသူမနဲ့အတူအော်ရီဂွန်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်တာကြောင့်ဒေကလွန်အဖွဲ့အတွက်ခေါင်းဆောင်အသစ်တစ်ယောက်လိုအပ်လာခဲ့ပြီးအဲ့ဒါကတော့မီရှယ်ပါပဲ။ဒါပေမဲ့သူမကတော့သူ့ရဲ့နာမည်အရင် MJ ဆိုတာကိုသတိပေးခဲ့ပါသေးတယ်။ Happy ကပီတာကို Stark ရှိရာစီခေါ်သွားပြီးထိုနီကသူ့ကို Avengers ထဲကိုကြိုဆိုလိုက်ပါတော့တယ်။ဒါပေမဲ့ပီတာကတော့သူအဲ့ဒီအတွက်အစင်သစ်မဖြစ်သေးဘူးလို့ခံစားရတာကြောင့်လောလောဆယ်မှာတော့ Friendly Neighborhood Spider-Man အဖြစ်ပဲဆက်နေဖို့ဆုံးဖြတ်လိုက်ခဲ့ပါတယ်။တိုနီကတော့သူ့ဝတ်စုံကိုပြန်ပေးလိုက်တယ်လို့မတော်တဆလည်းသူ့ရဲ့လျှို့ဝှက်ချက်ကိုအန်တီမေးကိုဖွင့်ဟမိသွားခဲ့ပါတော့တယ်။ဒီလိုနဲ့2နှစ်ကြာပြီးတဲ့နောက်မှာတော့စိတ်ကွာစားနေတဲ့ Titan Thanos ကစကြဝဠာတွေကတက်ရှိထက်ဝက်ကိုဖျက်ဆီးပစ်ဖို့အတွက် Infinity Stones 6 ခုစလုံးကိုစုဆောင်းဖို့ကြိုးစားခဲ့ပါတော့တယ်။ဒါကတော့လူဦးရေထူထပ်မှုနဲ့ကန့်သက်ထားတဲ့အရင်းမြစ်တွေပေါ်သူ့ရဲ့စိတ်ကွာစားတဲ့အဖြစ်ပါပဲ။ပီတာကဒီလူဆိုးကြီးကိုတားဆီးဖို့အတွက် Stark နဲ့အတူ Galaxy အနှံ့စွန့်စားခန်းတွေထွက်ခဲ့ပေမဲ့သူတို့မအောင်မြင်ခဲ့ကြပါဘူး။ Thanos က Stones တွေအားလုံးကိုရသွားပြီးသူ့လက်ချောင်းတွေကိုဆက်ခနဲချိုးလိုက်တဲ့အခါမှာတော့ပီတာအပါဝင်တက်ရှိထက်ဝက်ကပျောက်ကွယ်သွားခဲ့ရပါတော့တယ်။အဲဒီနောက်မှာတော့ Thanos ကသူ့လှုပ်ဆောင်ချက်တွေကိုပြန်မပြင်ဆင်နိုင်အောင် Stones တွေကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်။အဲဒါကြောင့်ပဲတော်ဟာကသူ့ခေါင်းကိုဖျက်ပစ်ခဲ့တာပေါ့နော်။အခုဆိုရင်မျောလင်းချက်တွေအားလုံးပျောက်ကွယ်သွားပြီလို့ထင်ရပေမဲ့အချိန်ခရီးသွားခြင်းဆိုတဲ့နီလန်တစ်ခုကတော့ကြန့်ရှိနေခဲ့ပါတော့တယ်။ Snap ဖြစ်ပြီး9နှစ်အကြာမှာတော့ Avengers တွေကကဘာကြီးကိုကယ်တင်ဖို့အတွက်စိတ်ကူးမရင်နိုင်စရာအစီအစဉ်တစ်ခုဖြစ်တဲ့ Time Heist ကိုစတင်ခဲ့ကြပါတယ်။သူတို့ကအတိတ်ကိုပြောင်းလဲလို့မရပေမဲ့အခြားသောအချိန်ကာလတစ်ခုစီကိုတွားရောက်နိုင်ပါတယ်။အဲ့ဒီအချိန်ကာလက Stones တွေကိုငှားယူပြီးသူတို့ရဲ့လက်ရှိအချိန်ကာလမှာအသုံးပြုကာ Snap ကြောင့်ဆုံးရှုံးသွားခဲ့သူအားလုံးကိုပြန်လည်ခေါ်ဆောင်လာဖို့ကြိုးစားခဲ့ကြပါတော့တယ်။အစီအစဉ်ကအောင်မြင်ခဲ့ပြီး Spider-Man အပါအဝင်လူတိုင်းပြန်ရောက်လာခဲ့ကြပါတော့တယ်။ဒါပေမဲ့ကန်ဆိုးကျင်တော့တခြား dimension က Thanos ကလည်းသူ့ရဲ့အရင်သေးသွားတဲ့သူရဲ့လုပ်ငန်းတွေကိုအဆုံးသတ်ဖို့ဒီ dimension တွေကိုရောက်လာခဲ့ပါတော့တယ်။သူရဲ့ကောင်းတွေက Thanos ကိုတားဆီးဖို့အတွက်အတူတကွလက်တွဲခဲ့ကြပေမဲ့အများကြီးပေးဆက်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။ Soul Stone ကိုရဖို့အတွက် Natasha Romanoff ကိုပေးဆက်ခဲ့ရပြီးသားဖြစ်တယ်လို့အခုတစ်ခါမှလည်း Tony Stark ကိုပါထပ်မံဆုံးရှုံးလိုက်ရပြန်ပါတော့တယ်။လူသားတွေဟာ Infinity Stones တွေရဲ့စွမ်းအားကိုမခံနိုင်တာကြောင့် Hulk ကပဲ Snap ကိုပြန်လည်ဖို့အတွက်အဲဒီ Stone တွေကိုကင်ဆွဲခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီနောက်ဆုံးတိုက်ပွဲမှာတော့ Stark ကပဲ Stone တွေကိုကင်ဆွဲလိုက်ရပြီးအချိန်မဆွဲတော့ပဲ Snap လုပ်လိုက်ပါတော့တယ်။ဒါဟာ Thanos နဲ့သူ့ရဲ့စစ်တပ်တစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တာဖြစ်ပေမဲ့သူ့ရဲ့အသက်ကိုပါရင်းခဲ့ရတာကြောင့်ပီတာကတော့ Stark ရဲ့ဇာပနာကိုတွားပြီးဝမ်းထဲပူဆွေးနေခဲ့ပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်မှာတော့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းကသူ့ဘေးမှာရှိနေပေးခဲ့တာကြောင့်အနေငယ်တော့စိတ်သက်သာရာရခဲ့ပုံပါပဲ။ရှစ်လအကြာမှာတော့ဖေတာတယောက်ဆက်ပြီးတော့ဝမ်းထဲနေသေးပေမဲ့ရှေ့ဆက်ဖို့တော့အကောင်းဆုံးကြိုးစားနေခဲ့ပါတယ်။ဥရောပကိုသွားမဲ့ကျောင်းခီးစဉ်ကသူ့ကိုကူညီနိုင်လိမ့်မယ်လို့လည်းမျှော်လင့်နေခဲ့ပါတော့တယ်။ဒီခီးစဉ်ကအရေးကြီးတဲ့ခီးစဉ်တစ်ခုဖြစ်ပြီးဖေတာကသူ့ရဲ့ crush ဖြစ်နေတဲ့ MJ ကိုဖွင့်ပြောဖို့အစီအစဉ်ဆွဲထားတဲ့ခီးစဉ်လည်းဖြစ်ပါတယ်။ MJ ကလည်းသူ့အပေါ်ဒီလိုခံစားချက်ရှိတယ်လို့ပီတာကထင်နေခဲ့တယ်လို့ MJ ကလည်းသူ့ကိုမကြာခဏဆိုသလိုကြည်နေတာကိုပီတာကသတိထားမိနေခဲ့ပါတော့တယ်။ဒါပေမဲ့ပီတာက Spider-Man ဖြစ်နေတာကြောင့်အရေးပေါ်အခြေအနေတွေကမဖြစ်သင့်တဲ့အချိန်တွေမှာဖြစ်လာတတ်တာကလည်းထုံးစံပါပဲ။အဲ့လိုနဲ့သူတို့ရဲ့ခီးစဉ်ကိုရေဘလူးကြီးတစ်ကောင်ကဝင်ရောက်နှောက်ယှက်လာခဲ့ပါတယ်။ကံကောင်းကျင်တော့အဲ့ဒီအချိန်မှာတခြားသူရဲကောင်းတစ်ယောက်ရောက်လာပြီးအသက်ကယ်ခဲ့တာကြောင့်ကလေးတွေကသူ့ကို Mysterio လို့နာမည်ပြောင်းပေးလိုက်ကြပါတော့တယ်။အဲ့ဒီနောက်မှာတော့ Nick Fury ကပီတာကိုအခြေအနေတွေကိုရှင်းပြပါတော့တယ်။ Mysterio ဆိုတာက Multiverse ထဲကတခြားကမ္ဘာတစ်ခုက Quantum Beck ဆိုတဲ့လူဖြစ်ပြီးသူ့ရဲ့ကမ္ဘာကြီးကတော့အဲ့ဒီရေဘလူးကြီးတွေလိုမျိုး Elemental Blue တွေကြောင့်ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။အခုတော့သူကဒီကမ္ဘာကိုကယ်တင်ဖို့ရောက်လာတာပါတဲ့။ Fury ကတိုနီပေးခဲ့တဲ့လက်ဆောင်တစ်ခုကိုပါပီတာကိုပေးခဲ့ပါသေးတယ်။အဲ့ဒါကတော့ Stark ရဲ့ Global Security Network တစ်ခုလုံးကိုအသုံးပြုနိုင်တဲ့အထူးနေကမျက်မှန်တစ်လက်ပဲဖြစ်ပါတယ်။ဒီမျက်မှန်ကပီတာရဲ့ရေစရာကောင်းတဲ့ဓာတ်ပုံတစ်ပုံကို Brad ကရိုက်လိုက်တဲ့အချိန်မှာအသုံးဝင်လာခဲ့ပါတော့တယ်။ပီတာက AI ETH ကိုအဲ့ဒီဓာတ်ပုံကိုဖျက်ခိုင်းတဲ့အခါမှာတော့မထင်မှတ်ပဲ Brad ကို drone နဲ့တိုက်ခိုက်ခိုင်းလိုက်တာကြောင့် Brad တယောက်သေးလူနီးပါဖြစ်သွားခဲ့ပါတော့တယ်။အဲ့ဒီအတွက် Fury ကပီတာကိုစူပူကျိမ်းမောင်းခဲ့တဲ့အချိန်မှာတော့ဗေဒါကဒီလိုစွမ်းအားမျိုးကိုသူတာဝန်ယူနိုင်အောင်မဟုတ်သေးဘူးဆိုပြီးတွေးမိခဲ့ပါတယ်။အဲ့လိုနဲ့ Fire Elemental တကောင်ထပ်မံတိုက်ခိုက်လာချိန်မှာ Mysterio ကပဲတားဆီးနိုင်ခဲ့တာကြောင့်ပီတာက Mysterio ဖြစ်တဲ့ Quantum Beck ကဒီလိုစွမ်းအားမျိုးကိုတာဝန်ယူနိုင်လိမ့်မယ်လို့ထင်မှတ်ခဲ့ပါတော့တယ်။ဒါကြောင့်သူက ETH ရဲ့ပိုင်ဆိုင်ခွင့်ကို Mysterio စီလွှဲပြောင်းပေးလိုက်ပါတယ်။ဒါဟာတကယ်တော့ကြီးမားတဲ့အမားတစ်ခုဖြစ်နေခဲ့ပါတော့တယ်။ Beck ကတကယ်တော့တခြားကမ္ဘာကလာတဲ့သူရဲကောင်းတစ်ယောက်မဟုတ်ပါဘူး။အမှန်တကယ်တော့သူဟာစိတ်ပိုင်းဆိုင်ရာမတည်ငြိမ်ဘူးဆိုပြီး Tony Stark ကအလုပ်ထုတ်ခဲ့တာကြောင့် Stark အပေါ်အညိုးအတေးတွေရှိနေတဲ့ illusionist ဆရာတစ်ယောက်ပဲဖြစ်ပါတယ်။အစောပိုင်းက elemental တိုက်ခိုက်မှုတွေဟာလည်း Beck ရဲ့နည်းပညာကိုအသုံးပြုပြီးဖန်တီးထားတဲ့လက်တွေ့ဆန်လွန်းတဲ့ hologram တွေကြီးပါပဲ
အခုတော့ Stark ရဲ့ Global Drone စနစ်ပါသူ့လက်ထဲရောက်နေပြီဖြစ်တာကြောင့်အဲ့ဒီ hologram တွေကိုပို့ပြီးလက်တွေ့ဆန်တယ်လို့အန်ဒီရဲ့ပုံများအောင်ဖန်တီးနိုင်သွားခဲ့ပါတော့တယ်။သူရဲ့အစီအစဉ်ကတော့နောက်ထပ်ကြီးမားတဲ့ elemental တိုက်ခိုက်မှုတစ်ခုကိုဖန်တီးပြီး Mysterio အနေနဲ့ကဘာကြီးကိုကယ်တင်ကသူတဲကောင်းလိုဟန်ဆောင်ပြီးကဘာအတိမတ်ပြုမှုကိုရယူဖို့ပဲဖြစ်ပါတော့တယ်။ပီတာကတော့အဲ့ဒီအကြောင်းတွေဘာတစ်ခုမှမသိသေးပဲသူညကိုပျော်ရွှင်စွာဖြတ်တန်းဖို့ဟိုတယ်ကိုပြန်လာခဲ့ပါတယ်။ပထမဆုံးအနေနဲ့ MJ ကိုသူ့ရဲ့ခံစားချက်တွေကိုဖွင့်ပြောဖို့ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမဲ့ MJ ကပဲပီတာက Spider-Man ဆိုတာကိုသူသိနေပြီလို့အရင်ဆုံးဖွင့်ပြောလိုက်တာကြောင့်ပီတာလည်းဟာဒါဆိုသူ့ကိုကြည့်နေတာကအဲ့ဒါကြောင့်ပေါ့။ဒါဆိုသူကကိုမကြိုက်ဘူးပေါ့ဆိုပြီးစိတ်ပြတ်သွားခဲ့ပါတော့တယ်။ဒါအပြင် Fire Elemental တိုက်ခိုက်ခဲ့တဲ့အချိန်မှာ MJ ကထူးဆန်းတဲ့ကိရိယာတစ်ခုကိုတွေးခဲ့ရပြီးအဲ့ဒါက holographic projector တစ်ခုဖြစ်နေတာကိုလည်းသိလိုက်ရပါတယ်။အဲ့ဒီအချိန်ကျမှ Mysterio ကလူဆိုးတစ်ယောက်ဖြစ်ပြီး Elementals တွေအားလုံးဟာအတုတွေကြီးဖြစ်တယ်ဆိုတာကိုပီတာနားလည်သွားခဲ့ပါတော့တယ်။ Beck ကလည်းသူ့ရဲ့ projector တစ်လုံးပျောက်နေပြီဆိုတာသိလိုက်ရတဲ့အချိန်မှာအမှန်တရားတွေပေါ်သွားမှာကိုစိုးရိမ်ပူပန်လာခဲ့ပါတယ်။ဒါကိုသိတဲ့သူတိုင်းကိုဖယ်ရှားပြရမယ်လို့လည်းတွေးလိုက်ပါတော့တယ်။ဒါကြောင့်သူက hologram တွေအသုံးပြုပြီး Fury နဲ့စကားပြောနေတယ်လို့ Spider-Man ကိုယုံအောင်လှည့်စားခဲ့ပါတယ်။အတူရောင် Fury က hologram တွေအကြောင်းဘယ်သူတွေသိသေးလဲလို့မေးလိုက်တဲ့အခါမှာတော့ Spider-Man ကသူ့တငယ်ချင်းတွေဖြစ်တဲ့ MJ နဲ့ Ned လည်းသိတယ်လို့ဖွင့်ပြောလိုက်တာကြောင့်နောက်ထပ်ကြီးမားတဲ့အမှားတစ်ခုကိုနောက်ကျမှသတိထားမိလိုက်ပြန်ပါတော့တယ်။ Spider-Man ဟာသူ့ရန်သူကိုတတ်မဲ့စင်းရင်တစ်ခုကိုပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတော့တယ်။ပီတာတယောက်အရန်ကိုထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ Happy ကတော့ Stark ဟာသူ့လိုရဲ့အတိုင်းကိုမယုံကြည်ခဲ့ပေမဲ့ပီတာပါကာပေါ်သူ့ရဲ့ယုံကြည်မှုတစ်ခုတည်းကိုပဲမယုံကြည်ခဲ့ဘူးဆိုပြီးပြောပြလိုက်တဲ့အချိန်ကျမှပီတာတယောက်စိတ်အေးသွားခဲ့ပါတော့တယ်။အဲဒီနောက် Mysterio ကတော့သူ့ကိုယ်သူရဲကောင်းတယောက်လိုဖြစ်စေဖို့အတွက်တိုက်ခိုက်မှုတွေကိုစတင်လိုက်ပါတော့တယ်။ hologram တွေကတိုက်ခိုက်မှုတွေကိုပိုပြီးလက်တွေ့စမ်းစေခဲ့တယ်လို့ Stark ရဲ့ attack drone တွေကလည်းအန္တရာယ်ပိုများစေခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ပီတာကသူ့ရဲ့ Peter Tingle ဒါမှမဟုတ် Spider Sense ကိုနားထောင်ရင်းနဲ့အဲ့ဒီလှည့်စားမှုတွေအားလုံးကိုဖောက်ထွက်မြင်နိုင်ခဲ့ပါတော့တယ်။သူကအဲ့ဒီအရာတွေအားလုံးကိုရပ်တန့်နိုင်ခဲ့ပေမဲ့ရှုပ်ထွေးမှုတွေကြားထဲမှာ Beck ရဲ့မျက်စိမိတ်ဆွဲလန်းမှုကြောင့်လက်နက်တွေပြစ်ခတ်မှုများခဲ့ပြီးလမ်းဘေးကြီးစံတောင်းကြောင့် Mysterio ကိုယ်တိုင်တေဆုံးသွားခဲ့ရပါတော့တယ်။အဲ့ဒီနောက်မှာတော့ Peter နဲ့ MJ တို့နှစ်ဦးပြန်ဆုံခဲ့ကြပြီးတယောက်နဲ့တယောက်ရဲ့ရင်ထဲကခံစားချက်တွေကိုနောက်ဆုံးမှာတော့ဖွင့်ပြောနိုင်ခဲ့ကြကတရားဝင်ချစ်သူတွေဖြစ်သွားခဲ့ကြပါတော့တယ်။ဒါဟာပျော်ရွှင်စရာဇာတ်သိမ်းတစ်ခုဖြစ်တဲ့ပေမဲ့ Mysterio မှာသူ့အတွက်အစီအစဉ်တစ်ခုကြံရှိနေခဲ့ပါသေးတယ်။သူတည်ခဲ့သည်ရှိသောခြံထားခဲ့မဲ့ message တစ်ခုပေါ့။အဲ့ဒါကတော့ Spider-Man က Mysterio ကိုတတ်လိုက်တယ်လို့မျိုးတေးဖြတ်ထားတဲ့ဗီဒီယိုတစ်ခုနဲ့ J. Jonah Jameson အတွက်သဲလွန်စာတစ်ခုပဲဖြစ်ပါတော့တယ်။ Daily Bugle Net က J. Jonah Jameson က Spider-Man ရဲ့အမှန်တကယ်ကိုယ်ပိုင်လက္ခဏာကိုဖော်ထုတ်ပြသလိုက်တာပါပဲ။ Jameson က Peter Parker ဟာ Spider-Man ဖြစ်တယ်ဆိုတာကိုကဘာကြီးတစ်ခုလုံးသိအောင်ဖော်ထုတ်လိုက်တာကြောင့်ပီတာရဲ့ဘဝတစ်ခုလုံးဇောက်ထိုးမှုမျိုးဖြစ်သွားခဲ့ပါတော့တယ်။ FBI ကသူ့ကိုလူသတ်မှုနဲ့တန်တရားဝင်နေခဲ့တယ်လို့အဲ့ဒါထက်ဆိုတာကသူ့တငယ်ချင်းတွေပါဒုက္ခရောက်ခဲ့ရတာပါပဲ။ Mysterio ရဲ့တိုက်ခိုက်မှုမှာ Stark ရဲ့ drone တွေပါဝင်ခဲ့တာကြောင့်နည်းပညာပစ္စည်းအများစုကိုတင်စီခဲ့ရပြီးနောက်ပိုင်း Happy ဟာ Stark Tech ချို့ကိုတင်စီထားခဲ့တဲ့အတွက်အလို့ရှိနေတဲ့သူဖြစ်နေခဲ့ပါတော့တယ်။ MJ နဲ့ Ned တို့ကလည်းသူတို့နဲ့လက်တွဲခဲ့တဲ့ Vigilante Peter ကြောင့်ရှောက်ထားတဲ့ကောလိပ်တိုင်းကနေညင်းပယ်ခံရခဲ့ကြတာကြောင့် Peter မှာတော့စိတ်ကူးပေါက်ပေါက်တစ်ခုရလာခဲ့ပါတော့တယ်။အဲ့ဒါကတော့ Doctor Strange ကို Time Stone အသုံးပြုပြီးအတိတ်ကိုပြန်ပြင်ကသူ့ရဲ့ကိုယ်ပိုင်လက္ခဏာကိုတော့မှမဖော်ထုတ်ခဲ့တယ်လို့ဖြစ်အောင်လုပ်ပေးနိုင်မလားဆိုပြီးမေးခဲ့တာပါပဲ။ Doctor Strange ကတော့အဲ့ဒါကိုလုပ်လို့မရဘူးလို့ပြောခဲ့ပေမဲ့ကဘာကြီးတစ်ခုလုံးကပီတာကိုမေ့သွားစေမဲ့မှော်ပညာကိုတော့သုံးပေးနိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ Doctor Strange ကမှော်ပညာကိုစတင်အသုံးပြုနေတဲ့အချိန်မှာပီတာကလူတိုင်းကိုမေ့သွားစေချင်တာမဟုတ်ပဲ MJ, Ned နဲ့ Aunt May တို့ကိုတော့ဘယ်သူမှမမေ့စေချင်ဘူးဆိုတာကိုသတိထားမိလိုက်ပါတော့တယ်။မှော်ပညာအသုံးပြုနေရင်လည်းအပြောင်းလဲတွေအများကြီးပြုလုပ်လိုက်တာကြောင့်မှော်ပညာကမတိမငြိမ်ဖြစ်သွားခဲ့ပါတော့တယ်။ကံကောင်းကျင်တော့ Doctor Strange ကအဲ့ဒီမှော်ပညာကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အမြန်နှုံးကတော့မလုံလောက်ခဲ့ပုံပါပဲ။သူတို့မှော်ပညာကိုရပ်တန့်ပစ်လိုက်နိုင်ခဲ့ပေမဲ့မတိမငြိမ်ဖြစ်နေတဲ့မှော်ပညာကတခြားကဘာတွေစီကိုအကွဲကြောင်းတွေဖွင့်ပေးခဲ့ပြီးသားဖြစ်နေခဲ့ပါတော့တယ်။ပီတာက Spider-Man ဆိုတာကိုသိနေတဲ့လူတွေရဲ့မှတ်ဉာဏ်တွေကိုဖျက်ပစ်မယ်လို့မျှော်လင့်ခဲ့ပေမဲ့မှော်ပညာကပီတာက Spider-Man ဆိုတာကိုသိနေတဲ့တခြားကဘာကလူတွေကိုဒီ dimension ထဲကိုဆွဲခေါ်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီလူတွေထဲမှာ Dr. Otto Octavius, Norman Osborn, Flint Marko, San Marco, Dr. Connors, Lizard, Max Dillon, Ned Venom တို့ပါဝင်ခဲ့ကြပါတယ်။သူတို့ကဗီလိန်တွေကိုအမြန်ဖမ်းဆီးခဲ့ပြီးသူတို့ရဲ့ကဘာတွေစီပြန်ပို့ဖို့ပြင်ဆင်နေကြတဲ့အချိန်မှာတော့အဲ့ဒီလိုလှုပ်လိုက်တာဟာသူတို့တချို့ကိုတေးစေဖို့အမိန့်ပေးလိုက်တယ်လို့ဖြစ်သွားမယ်ဆိုတာကိုသတိထားမိလိုက်ပါတော့တယ်။ Otto နဲ့ Norman တို့နှစ်ဦးစလုံးကသူတို့လာခဲ့တဲ့ကဘာတွေမှာတေဆုံးခဲ့ပြီးသားဖြစ်ပြီးမော်ပညာကအဲ့ဒီမဖြစ်ခင်အချိန်လေးမှာပဲသူတို့ကိုဒီကိုဆွဲခေါ်လာခဲ့ပုံရပါတယ်။ဒါဆိုသူတို့ကိုတေချင်းတရားစီကိုပြန်ပို့တင်သလားဒါမှမဟုတ်သူတို့ကိုဒုတိယအခွင့်အရေးအနေနဲ့ပြုပြင်ပြောင်းလဲဖို့အခွင့်အရေးပေးတင်သလားဆိုပြီးစဉ်းစားစရာတွေဖြစ်လာခဲ့ပါတော့တယ်။မိတ်ကတော့သူတို့ကိုကူညီပေးတာမှမှန်ကန်တဲ့လုပ်ရဖြစ်ကြောင်းပီတာကိုတိုင်တယ်ပြောဆိုခဲ့တာပေါ့။ဒါကို Strange ကတော့လုံးဝသဘောမတူပဲMultiverse ထဲမှာအချိန်နဲ့အဲ့လိုဝင်ရောက်ဆွတ်ဖက်လို့မရဘူးလို့ပြောခဲ့တာကြောင့်ပီတာတယောက် Strange ရဲ့မော်လက်စွပ်ကိုခိုးယူသွားပြီး
Strange ကို Mirror Dimension ထဲမှာပိတ်လောင်ထားခဲ့က Villain တွေကိုကူညီဖို့အတွက်အလုပ်စလုပ်ခဲ့ပါတော့တယ်။ပထမဆုံးအနေနဲ့ Goblin ပုံစံမဖြစ်သေးရင်ကောင်းမွန်တဲ့လူတစ်ဦးဖြစ်တဲ့ Norman နဲ့ Peter တို့ပူးပေါင်းပြီး Otto ရဲ့လက်မောင်းတွေအစားသူ့ရဲ့စိတ်ကိုပြန်ထိန်းချုပ်နိုင်မဲ့ပစ္စည်းတစ်ခုကိုတည်ဆောက်ခဲ့ကြတာပေါ့။ဒါပေမဲ့ Electro ကိုမကူညီနိုင်ခင်မှာပဲကန်ဆိုးကျင်တော့ Norman ရဲ့ Goblin ဘတ်ချမ်းကနိုးထလာပြီး Aunt May ကိုဒုက္ခပေးခဲ့ပါတော့တယ်။ကံမကောင်းစွာနဲ့ပဲAunt May ဟာ Peter ကိုစကားတခွန်းထပ်ပြောဖို့လောက်ပဲအသက်ရှင်ခဲ့ရပြီးအဲ့ဒီစကားကတော့ Peter လုပ်ခဲ့တာမှန်ကန်တဲ့အရာဖြစ်ကြောင်း Peter မှာလက်ဆောင်တစ်ခုရှိသလိုစွမ်းအားလည်းရှိပြီးကြီးမြတ်တဲ့စွမ်းအားတိုင်းနဲ့အတူကြီးမြတ်တဲ့တာဝန်လည်းပါလာတယ်ဆိုတာကိုပြောပြရင်းအသက်ထွက်သွားခဲ့ရပါတော့တယ်။ရဲတွေကနေရာတစ်ခုလုံးကိုဝိုင်းထားတဲ့အချိန်မှာပဲသူမဆုံးပါသွားခဲ့ရတာပေါ့။ Happy ကတော့ရဲတွေနဲ့ Peter ကြားမှာကားရက်လိုက်ပြီးသူ့ကိုယ်သူအဖမ်းခံရင်း Peter ကိုထွက်ပြေးဖို့ပြောခဲ့ပါတော့တယ်။ Peter လက်မောင်းမှာကြီးစံထိမှန်သွားပြီးတဲ့နောက်မှာတော့ Happy ရဲ့စကားကိုနားထောင်ခဲ့ပေမဲ့ဘယ်ကိုပြေးရမလဲဆိုတာသူမသိခဲ့ပါဘူးလေ။ Ned နဲ့ MJ တို့ Peter နဲ့အဆက်အသွယ်မရတော့တဲ့အခါမှာတော့ Peter ခိုးယူသွားခဲ့တဲ့ Doctor Strange ရဲ့လက်စွပ်ကိုမြင်ပြီးစိတ်ကူးတစ်ခုရလိုက်တာပေါ့။ Ned တယောက် Peter စီပေါ်တယ်ဖွင့်ဖို့ကြိုးစားလိုက်တဲ့အခါမှာတော့ပေါ်တယ်ပွင့်သွားပေမဲ့သူတို့ရှိကိုရောက်လာတာကတော့မတူညီတဲ့ Peter Parker တယောက်ဖြစ်နေခဲ့ပါတော့တယ်။ Villain တွေလိုပါပဲသူလည်းတခြားကဘာကနေရောက်လာခဲ့တာဖြစ်တာကြောင့်သူတို့နောက်တစ်ခါထပ်ကြိုးစားကြည့်လိုက်တဲ့အခါမှာတော့အသက်ကြီးတဲ့နောက်ထပ် Peter Parker တယောက်ကိုထပ်တွေ့ခဲ့ကြပါတော့တယ်။တခြားကဘာကနေရောက်လာကြတဲ့ Peter တွေကတော့သူတို့ရဲ့ Peter ဟာအနားယူဖို့လိုအပ်တဲ့အချိန်တွေမှာသူတို့မကြာခဏလုပ်ခဲ့ကြတဲ့အရာတစ်ခုကိုလုပ်နေတာဖြစ်နိုင်ကြောင်းပြောပြခဲ့ကြသလိုသူတို့ Peter နှစ်ယောက်လုံးမှာလည်းအရာရာကနေခဏလောက်အနားယူဖို့သွားနေကြနေရာတစ်ခုစီရှိကြတာပေါ့။ MJ တယောက်သူမရဲ့ Peter အတွက်ဆိုရင်တော့အဲ့ဒီနေရာဟာကြောင်းခေါင်မှုဖြစ်နိုင်တယ်ဆိုတာကိုသဘောပေါက်လိုက်တာကြောင့်သူတို့အားလုံး Peter ကိုအဲ့ဒီမှာတွေ့ခဲ့ကြပြီးတခြား Peter တွေကတော့သူတို့ရဲ့အတွေ့အကြုံတွေကိုပြောပြခဲ့ကြပါတော့တယ်။သူတို့နှစ်ယောက်စလုံးဟာဆုံးရှုံးမှုတွေနဲ့ကြုံခဲ့ကြရပြီးဒေါသထွက်ခဲ့ကြသလိုလက်စားချေဖို့ကြိုးစားခဲ့ကြပေမဲ့ဘယ်တော့မှအထောက်အကူမဖြစ်ခဲ့ဘူးလို့ဆိုခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဒီကဘာက Peter တယောက်Aunt Mayပြောခဲ့တဲ့စွမ်းအားနဲ့တာဝန်ယူမှုအကြောင်းကိုပြန်ပြောပြလိုက်တဲ့အခါမှာတော့တခြား Peter တွေရဲ့စိတ်နှလုံးကိုထိမိခဲ့ပါတော့တယ်။သူတို့ရဲ့အကူအညီနဲ့ Peter ဟာဒေါသကိုလက်မခံဘဲ Villain အားလုံးအတွက်ကူးသားမှုတွေကိုလှုပ်ဆောင်ခဲ့ကြပြီး Sandman ကို Flint Marko အဖြစ် Lizard ကို Dr. Kurt Connors အဖြစ် Electro ကို Max Dillon အဖြစ်နဲ့ Green Goblin ကို Norman Osborn အဖြစ်ပြန်ပြောင်းပေးနိုင်မဲ့အရာတစ်ခုကိုစူးစမ်းဖန်တီးခဲ့ကြပါတော့တယ်။အဲဒီနောက်သူတို့ရဲ့စူးစမ်းမှုတွေအောင်မြင်ခဲ့ပြီး Villain အားလုံးကိုကူးသားနိုင်ခဲ့ကြပါတော့တယ်။ဒါပေမဲ့သတင်းစိုးတစ်ခုကတော့ Goblin ကိုမကူးသားခင်မှာပဲသူဟာအန္တရာယ်ရှိတဲ့ spell ကိုထိန်းထားတဲ့တစ်တာကိုဖျက်ဆီးပစ်ခဲ့ပါတော့တယ်။အခုတော့အဲဒီ spell ကဖျက်ဆီးမှုတွေလှုပ်ဆောင်နေပြီး reality ထဲမှာအကွဲကြောင်းတွေပွင့်လာခဲ့ပါတော့တယ်။မကြာခင်မှာပဲ Peter ရဲ့အကြောင်းကိုသိတဲ့ Multiverse တဲကတက်တာ0ရာတိုင်းရောက်ရှိလာတော့မှာဖြစ်ပါတယ်။ Doctor Strange လည်း Mirror Dimension ကနေပြန်ရောက်လာခဲ့ပေမဲ့သူကိုယ်တိုင်လည်းသူတို့ကိုတားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။အဲဒီအချိန်မှာတော့ Peter မှာစိတ်ကူးတစ်ခုပေါ်လာခဲ့ပါတော့တယ်။သူတို့ရောက်လာကြတာ Peter ကြောင့် Peter Parker ဖြစ်နေလို့ပဲဆိုတာကို Peter သိခဲ့တာကြောင့် Strange တယောက်လူတိုင်း Peter Parker ကိုမေ့သွားအောင် spell တစ်ခုရွတ်ဆိုပေးနိုင်မလားဆိုတဲ့စိတ်ကူးကိုပေးခဲ့တာပေါ့။အဲ့ဒါလည်းအလုပ်ဖြစ်ခဲ့ပြီးရောက်လာတဲ့ဧည့်သည်တွေအိမ်ပြန်သွားခဲ့တယ်လို့ကဘာကြီးလည်းကယ်တင်ခံခဲ့ရပါတော့တယ်။ဒါပေမဲ့အခုတော့ Peter တယောက်လုံးဝတယောက်တည်းကြံရစ်ခဲ့ရပါတော့တယ်။ Ned နဲ့ MJ တို့ဟာ Spider-Man ရဲ့မန်နန်ကိုမမှတ်မိတော့တယ်လို့ Peter Parker ဆိုတာကိုလည်းဘယ်တော့မှတွေ့ဆုံမှုချင်းမရှိတော့ပါဘူးလေ။ဒါပေမဲ့ကိစ္စမရှိပါဘူး။ Peter ဟာသူဟာဖော်ရွေတဲ့ရက်ကွက် Spider-Man ဆိုတဲ့အမှန်တရားကိုတော့သိနေခဲ့ပါတော့တယ်။ဒါပေမဲ့အမှတ်တစိမ့်အသင်းနဲ့နေသစ်တစ်ခုကတော့ရောက်ရှိလာတော့မှာဖြစ်ပြီးအခုဆိုရင်ပရိသတ်ကြီးလည်းအစင်သင့်ဖြစ်နေလောက်ပြီလို့ထင်ပါတယ်နော်။ကဲတကယ်တမ်းပြောရရင်တော့နောက်ထပ်အနည်းငယ်ရှိပါသေးတယ်ဗျ။ Venom တယောက်သူ့ကဘာကိုပြန်ပို့ခံရတဲ့အချိန်မှာတော့သူ့ရဲ့တစိမ့်တစ်ပိုင်းလေးတစ်ခုကိုခြံထားခဲ့တာကြောင့်အခုဆိုရင် MCU ထဲမှာဆင်းပြီးတော့အနည်းငယ်ရှိနေပါပြီ။ဒါအပြင် spell ကလည်းအနည်းငယ် error တက်သွားခဲ့ပြီး Adrian Toomes ခေါ် Vulture ကို Venom ရဲ့ကဘာကိုပို့ဆောင်လိုက်တာကြောင့် Mobius နဲ့မဟာမိတ်ဖွဲ့ဖို့အဆိုပြုခဲ့ပါတော့တယ်။ဒါပေမဲ့ကဲ Doctor Strange က spell တစ်ခုရွတ်လိုက်တယ်လို့ပဲမှတ်ယူလိုက်ကြရအောင်ဗျာ။ကြည့်ပါဦး Sony နဲ့ Marvel တို့ဒီလိုကိစ္စလေးတွေကိုမေ့သွားခဲ့ပါတော့တယ်။ကဲအခုတော့ပရိသတ်ကြီး brand new day အတွက်အစင်သင့်ဖြစ်နေပြီထင်ပါတယ်။နောက်များမှလည်းရုပ်ရှင်နဲ့ series တွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ ZD4 channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ။အားပေးကြတဲ့ပရိသတ်များလည်းပဲစိတ်ကြမ်းမာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံတော်မူကြပါစေလို့ ZD4U ဝိုင်းတော်သားများကဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ။